တပတ်ဆောင်းပါအစီအစဉ်ပရိုက်ဆောင်းပါရှောင်းကိုခိုင်အောင်ရိသထရီရခိုင်ရို့တော့အနာဂတ်ခရီးဆိုရီဆောင်းပါကိုကျွန်တော်ထင်အောင်လောင်းကဖုံလောင်ပြလာပါမယ်သမိုင်းမန်တန်တီအရာ BC 3325ခုနှစ်ကပောင်သီခရလွယ်လွယ်ပရိကေအချောအရှာအနာပိုင်ဆိုင်ရီတိုင်းပရိတပရိအဖရိုက်ကပမျက်နှာပြောင်ထမှာကိုစံကိုဟန်ကိုအမန်နဲ့ရက်တီပါလက်တီရခိုင်ပရိ AD 1984ခုဒီဇင်ဘာ30ရက်နေ့မှာဗိုလ်တော်မောင်ဝိုင်းဦးဆောင်ရီဗမာပတိသရိုက်တီမတရကျူကျော်နေရှိပနာသိမ့်ပိုက်ခွန်ကိုခံလိုက်ရပါတယ်ယောင်ရှင်ကပောင်ရခိုင်ရို့ဤနိုင်ငံရေးပါဝါမွေးရပါလူအခွန်ရီကိုကရံကမာကိုဖန်တီခွန်နော်လူမှုစီပေါ်ဖွင့်ဖရုတော်တမှုတီအလုံးဆုံးရှုံးလာခရပါတယ်လူမျိုးတစ်မျိုးကိုတခါလူမျိုးတစ်မျိုးကကိုလိုနီပရုဖိနိုင်အုပ်ချုပ်ထားကြီးအုပ်ချုပ်ခံရတဲ့လူမျိုးတွေတခါလေဖွင့်ဖရုတိုတာလီဖို့မဟုတ်ဆိုတဲ့စကားကလုံးဝမေကန်ကောင်ကိုဗမာစိုက်ပတိသရိုက်တီသွိဆုပ်နေဆအုပ်ချုပ်နေရအခုခိုက်ကာလရခိုင်ပြည်ခရနီကသာတိပြနေပါတယ်နိုင်ပေါင်ရာနဲ့ရှိပနာသတ်တဲ့ရီကရနီရီရခိုင်ရိုးဤအပရိုက်ဆိုတီအစိုးလိုက်ပရုံလိုက်ဒုက္ခရရခရွန်စိတ်သောကဖိစီမှုအကောက်တရနဲ့ဝီခွေးမရလင်းစားပြောင်းနေတဲ့လူတီဒီပိုင်ဘဝနှိဋ္ဌာရုံတီကလွယ်မရအောင်ရုံးကန်ကရိုပန်ကရာဖို့ဆိုရီသွိဆိုင်တဲ့မြို့သားတော်လန်ရီနော်လူသားဖရိုက်ခွန်ဤဂုံတိုက်ခါကိုရယူလိုခရွန်ဝက်တရာပွန်ဖရိုက်ပါရယ်လူစိတ်ပြောင်းနေရဗမာဆိုင်ဝါတီတီနော်ယောသူတို့စိုင်အုပ်ရှိုရီရင်တရာအောက်ကဖောက်ထွက်ပနာရခိုင်ရို့ကိုပိုင်အနာဂတ်ခရီးတိုက်ကိုလာနိုင်ခါမရာရခိုင်ရို့လူပေါင်နော်မြို့စတိကိုထိမ့်သိမ့်လာနိုင်ပါဘူးဒီနေရာမှာအရိကိဆုံးကရခိုင်တီအလုံးဘာပေါက်ဆုံးကအောက်ကြနောက်ကြလူလုံးမလဖိုင်နင်ခဲ့တဲ့အချိန်မှာဇာပိုင်အောနော်ဗမာဆိုင်အုပ်စုလာအောက်ကရုံထွက်ပနာလွယ်လန့်ရနိုင်ဖို့လေးဆိုရမင်းခွန့်ပေါ်ဖိုက်ပါရယ်ဒီမင်းခွန့်ကိုအဖေရာဖို့သမိုင်းကပြည့်ရတန်ခန့်စာတိကိုလေးလာခရောင်းတော့နိုင်ငံရေးရင်ကျမှုကိုပြန်ခရောင်းဆိုရအပိုင်းရှင်နှစ်ခုခွေးပနာသုံးသက်တောင်ပြဆောင်ပါရယ်ရခိုင်ရို့သမိုင်းကိုလန်ကလေးလိုက်ကြီးအလင်ခရခရောင်းစာမျက်နှာတိနော်ပြည့်နေပါရယ်စီဘော်ရပြကင်းဆိုင်ပရိကြီးနန်းတော်ရှုပ်ထွေးနော်အချောင်းရှုံးသီးကွေးပနာရခိုင်ပြည်ထိမ့်မနိုင်သိမ့်မရဖိုင်းနေတဲ့အချိန်ခါမှာမဟာသမဒရာဇာကိုနေရှာပရိကြီးမောသဟာရီကိုနန်းတောင်ဖို့အေမောသကိုထောက်ခံရရောဇာမရိုဇာတိကဗမာပတိသရိုက်မောဗိုလ်တော်မောင်ဝိုင်းနော်လာပရိကြီးမဟာမိတ်ဖွေးခခဲ့ပါရယ်တခုကိုဒရုကန်ဓမ္မကိုအင်တန်ခဖုံးပိခရဲအကျိုးစကောင်ရခိုင်ရို့ဤမရဦးမရို့ထိနေကြပနာဗမာပတိသရိုက်တီသိမ့်ပိုက်ခွန်ကိုခံလိုက်ရပါတယ်နောက်မင်းဆွေစိတ်တဲ့နော်သူတပတ်ကိုအကုလိုရစေဟိသူတိုင်းဒီပိုင်အဖရိုက်မျိုးကိုဒီပိုင်အမမျိုးကိုကျူးလန်တတ်ပါတယ်အခုခိုင်ရခိုင်ရို့တတိထစရာပွန်ဖရိုက်တယ်လို့ရခိုင်မျိုးသားကောင်းဆောင်ဆရာစံကျော်ထက်ကသူရိသခရီဇာလောက်ကဲဖို့လေးဆိုရစာအုပ်မှာတတိပီပရထခဆိုကိုဖဲရပါတယ်ရခိုင်မျိုးသားတော်လန်ရီကောင်းဆောင်တယောက်ဖရိုက်တီဘုံဘောသားကျော်ကလေသူရိခရီတော်လန်ရီခရီဝေးဆိုရစာအုပ်မှာဂျပန်ကိုတော်လန်ဖို့အင်္ဂလိပ်ကိုစပနာပူပေါင်းဆောင်ရနိုင်ဖို့တော့ရခိုင်ပြည်ကကောင်းဆောင်တီနော်ဗမာတိလာလို့တိဆုံဆွေးနေခဲ့တဲ့ခါရခိုင်ကောင်းဆောင်တို့ကဗြိတိရှဗမာလွက်ကေရခိုင်ပြည်ကိုသီခရလဲလဲရပြရဖို့လို့တောင်းဆိုခရခါဗမာကိုစလတီကအလွေတကူသဖို့တူခခဲ့ပါတယ်ရောင်းလောက်နဲ့မလုံလောက်သိန်းလို့ဘုံဘောသားကျော်ကိုတိုင်ဖားစပလာဌာနရှုံမှာဆွေးနေခါလေရောင်းတိုင်သဖို့တူချရခပါတယ်ယောင်တော်နော်ဘုံရင်သူဖားဆိုင်ဂျပန်ကိုတော်လန်ရဲတော့ရခိုင်ကောင်းဆောင်တို့ဗမာကောင်းဆောင်တင်းတော့ပူပေါင်းခခဲ့တယ်လို့ဗမိုင်းမက်တန်တောင်ရိထားခပါရယ်1946ခုအင်္ဂလိပ်ဘကလွယ်လွယ်ရရအခါရခိုင်သားတွေလွယ်လွယ်တေစရမှာမပါပါဗမာဘမှာအလင်ခံရပနာဗမာကိုလိုနီစိုက်ကြံဖရိုက်ပါလဲစောဒင်းင်းထားတိပေါင်ဖရိုက်ပါရယ်အတွန်းလာဗနာကောက်ကြိုက်တီဗမာပရိယေမာယာနော်မဟာဗမာမျိုးသားရေးဝါဒကကပနိုင်ငံရေးရာသီခိုင်စနိုက်တီကိုလိုက်လို့အပရန်ကသကားလူထဗနာချူရှောင်းစောပိုင်အကွမ်းဆောင်နေကလေးအထက်မှာအတွန်းနိုင်သားကတမပိုင်ခရီတခါလေးနေရမပြောင်းလဲမဆောင်ခပါဖာတပိုင်ငါတပိုင်ပါလီမန်ဗမာဒီမိုကရေစီဗမာနေဗမာဟန်ဆိုရှယ်လိုက်ဝါဒနော်အခုနာဖဗမာဆိုင်အုပ်စုပရနေရီသိပ္ပံနေကြအမျိုးသားရေးဝါဒရောင်းရှောင်းတီအလုံးကိုခုံကလိုက်ကြီးအဖေကဗမာတိကရာနိုင်ငံရေးအာဏာကိုလာဝဂရီအိုရှော့ကင်မနာဗမာမဟုတ်တဲ့လူမျိုးတိကိုဗမာကိုလိုနီစိုက်ကျွင်ပူလာရေးပေါင်းဖိုက်ပါရယ်မဟာဗမာကျိုင်းမရရီလူမစင်ရအမျိုးသားရေးဝါဒကိုအကောင့်ထေဖော်လာရေးပေါင်းဖိုက်ပါရယ်ပြည်ထောင်စုမပရိုကွေးဆိုတဲ့စကားလုံးကိုတကြကြအော်နေစကိုခရစ်ကြီးဗမာတိဇာနိုင်ငံရေးခလန်နော်ဇာလနင်းလေးဆိုစောကခံမဲ့သိနိုင်ပါရယ်လူမျိုးကြီးဝါဒယုံကြည်မှုနော်အယူအဆလန့်ဆိုင်တီလူမျိုးရေးခွေးခမှုလူမျိုးရေးခွေးခမှုတိမှုဝါဒလူမျိုးရေးခွေးခမှုတိမှုဝါဒနော်ရဆာကရန်တန်ရီစိုက်စနိုက်ပုံစံအမျိုးသားရေးဝါဒတိပေါင်းဆက်ပနာဒီနိဗမာတိចောင်းသုံးနေတဲ့အမျိုးသားရေးဝါဒကိုအင်္ဂလိပ်ပိုင် expansionist nationalism လို့ခေါ်ပါတယ်။အေဝါဒကိုအခရခင်မနာဗမာမှု public policy ကိုလက်တွေ့ကြကြအကောင့်ထေဖော်ចောင်းသုံးနေခရံပေါ်ဖိုက်ပါတယ်။
နိုင်ငံရေးလိမ်လည်မှုတိကိုကျူးလွန်မနာဗမာအကြောင်းစရိုက်ရန်ကျင်းမှုအတွေ့ခေါ်တိကကရောရခန်ထရီဒီနိကာလာနာအဖဗမာဆိုင်စနိုက်ရီအနေဆုံးနောက်ထပ်နိုင်30လောက်အေပုံစံတိုင်းလာနေဖို့စော်ကတင်းလို့လန့်မနေရပါတယ်အစိမ့်ရောင်ယူနီဖောင်းကနေခေါင်းပေါင်းတိုက်ပုံပြောင်းလာနိုင်ကလေးကျိုင်းမောင်းရီလူမဆန်ရီဗမာဝါဒကမပြောင်းလာနိုင်ပါအခရိကန်နိုင်ငံရေးအပြောင်းလဲဖိုက်လာဖို့လန်စာကလေးအဝိကရိပါဒီနေ့ဗမာတိကျောင်းသုံးနေရီနိုင်ငံရေး policy ကဗမာရှောင်းရှောင်းတီးလုံးတိုက်ပနာနိုင်ငံရေးအာဏာကိုရှုပ်ကင်လာရီ policy ပေါင်းဖိုက်ပါတယ်ကျင်းတင်နီစောကဗမာတိနိုင်ငံရေးအပြောင်းလဲရီရခိုင်တိနောက်မဆိုင်ဗမာတိနောက်ကိုလိုက်ပနာအမောင်တောင်မဲမြောက်မဲမသိလုံးနေလို့မဖိုက်အတိတ်သမိုင်းတော့အင်းင်းထီအောင်ဗမာဘမှာအလင်ခံနေရခွန်ကိုတောင်ခန့်စာယူလို့ရခိုင်တိလွယ်လန့်ကိုရာရခိုင်တိလပနာရခိုင်နိုင်ငံရေးအဆောင်တန်းကိုမနော့တောင်လာကြရဖို့ဖိုက်ပါတယ်အငါကောက်ကိုတခါလေးတယောက်လေးမစီးဆိုတဲ့စကားပိုင်ရခိုင်ရိုးကိစ္စကိုတယောက်လေးလာလို့ပြီးဖို့မဟုတ်ရခိုင်တိရာလောက်ကြရပါဘူးရခိုင်သတ္တိဇဝေဇောဖရိုင်းနေဇာတခုကဒီမိုကရေစီလို့ပရော့ကီဗမာနောက်လိုက်လို့ထောင်နေခဲ့ပါတယ်ကဘာဂရိမှာရိုင်ကျရီလူမျိုးတိုင်းကျောင်းသွန်းနေရီ liberal democracy စနိုက်ကိုကျောင်းသွန်းလို့ခန့်ရီဗမာနောက်လိုက်ခန့်မဟုတ်လို့ပရော့ချောင်ပါတယ်နောက်တစ်ခုကဒီမိုကရေစီစနိုက်စောဗမာတိတီထောင်လိုက်တဲ့နိုင်ငံရေးစနိုက်တစ်ခုမဟုတ်ပါရေကလေးဒီနေ့ထိဗမာတိပရော့နေရီဗမာနေဗမာဟန်ဒီမိုကရေစီစနိုက်နောက်ကိုလိုက်ကြတော့ခါသေချာရီဗမာနောက်လိုက်ဖိုင်လာနိုင်ပါတယ်အင်းရာမှာအဓိကထပ်ပနာပရော့ချောင်စောကရခိုင်နော်ရခိုင်ကထဲမှာဒီမိုကရေစီအတွေ့ခေါ်ယုံကရမုန်တိကိုလက်ရနော်ဒီမိုကရေစီမှာဇာလန်ကိုလာခဲ့ဖို့လေလို့ဝိခမရဖရိုက်ပနာငွတ်နေခဲ့စောကိုတွေးနေရပါတယ်ဒီမိုကရေစီသို့မဟုတ်စီဘော်ရီတိုတာမှုမဟိခေါတိုင်းပြည်တစ်ခုအယောင်ဟီရာဖိုးဆိုတဲ့စကားတစ်ခုကဟိပါတယ်ကိုပိုင်တိုင်းပြည်နိုင်ငံတစ်ခုမဟိပေနော်ရောင်းလူမျိုးတွေဒီမိုကရေစီစနိုက်ကိုတိဆောက်လို့မရနိုင်ပါလွယ်လွယ်ရနော်အရှုံးရှာအနာရီနိုင်ငံရေးအမနော့ဆုတ်တင်ဖို့ဖရိုက်ပီအီတန်ဖို့ကိုပိုင်ဆိုင်ထားခါမှရာရောင်းလူမျိုးတွေကဘာလာဟိနိုင်ငံရေးစနိုက်တစ်ခုဖရိုက်ဒီ liberal democracy စနိုက်ကိုကျောင်းသွန်းလို့ရလာနိုင်ပါဘူးလူမျိုးတစ်မျိုးကြီးအမနော့ဆုံးတင်ဖို့ဖရိုက်ဒီလွယ်လွယ်ရနော်အရှော့ရှာနာကိုရခါမှရာကိုကန်ကမာကိုဖန်တီခွန်ကိုရလာဖို့ဖရိုက်ပါတယ်အတိတ်ကလအနုရှိထွားခါစားပေါင်လုံဖက်ဒရယ်အိမ်မကိုဗမာအမျိုးသားရေးဝါဒကနွန်ခရီဖျားဆီးပလိုက်ပါတယ်ရောင်းတော့နော်နိုင်ငံရေးအဖရိကန်တစ်ခုဖိုက်လာနိုင်ကလေးဖက်ဒရယ်စနိုက်စောခိုက်တိုက်မြန်မာနိုင်ငံတော့သီလာပရိသာနိုင်ငံရေးအိုင်ဒီယာတစ်ခုဖိုက်ပါလက်ပါတယ်ငရင်းရှယ်ရနယ်သမီရှိကစိုက်ပွေးဆိုရီတမန်တော်နဲဆိုဟီရီဆိုရီစကားပိုင်တန်တူညီများရီငရင်းရှယ်ရရဖို့ထိုက်တန်ရီတန်ဖို့ကတော့ပြီးဆက်ကရဖို့ဖိုက်ပါတယ်ဖေးသာတယူရိုနော်မာစီတီကဝေစီလိုမရရီပိုင်ဗမာကစိုက်ရနိုင်ငံရေးအောင်အတိသာနီချိန်မှာလူမျိုးပေါင်းစုံတူတူလက်တွေ့လို့တန်တူနေနိုင်ရီဖက်ဒရယ်ဘဟုလူပောင်ကိုထူထောင်ဖို့အမျိုးသားဝါဒနော်စိုက်သီခရနီရီဗမာတိစိုင်းစားဖို့မဟုတ်စောကလာဟိနိုင်ငံရေး price နော်ပဂတိအခရနေလို့ program ပါဖို့ဗမာတိအများစုနေထိုင်ရေးတိုင်းတိမှာပရီဒွန်ဆိုင်ပွတီဖိုက်ကေတော့ဗမာဖက်ကဖက်ဒရယ်ဆိုတဲ့စကားလုံးကိုအယောင်ပိုင်လိန်ဖို့ပရိယတမျိုးနော်ပလော့လာနိုင်ပါတယ်ရခိုင်ပြည်ကိုဗမာတိလက်ထက်ကပရမနာဇာပိုင်ရယူဖို့လေးဆိုတဲ့မဟာဗျူဟာတော့နေဗျူဟာနှစ်ခုတော့ဟိပါတယ်ပထမတစ်ခုကရခိုင်လူထုကိုခရစ်ခင်မနာရခိုင်လူထုလွမ်းမြောက်ရေးတိုက်ပွဲကိုဆောင်းနေခွန်ဘရောင်ဖိုက်ပါတယ်အတိုက်ပွဲတော့ရခိုင်ပြည်အထင်းနော်ပရောင်ဟန်ချညီညီသွေးစီခိုင်မာစေလုံးညီညွတ်ပြဲဗမာစိုက်ကိုလိုနီခိုက်တိုက်ပဒေသရိုက်ကိုတော်လန်ကြရပါဘူးအနုံနေနော်အခရင်းနေနှစ်ခုစလုံးတော့ထိုးဆိုင်ဆောင်ပြဲလူဆိုင်မဟိရီဗမာဓမ္မရကိုင်စိုက်သီကရတိကိုရခိုင်ပြည်ကအဘိပရိုင်မောင်းထုတ်ကြရပါဘူးအခုဗမာစိုက်တဲ့မှာစိုက်သားအောင်ငါသိန်းဟိပါတယ်ရခိုင်ပြည်မှာတဲ့အောင်ငါသုံးပန်းဝန်းကျော်လောက်ရာဟိပါတယ်ရခိုင်သားသုံးသက်မှာငါရခိုင်နှုံတသိန်းခွေလောက်လူထုအောင်ကစူးနိုင်ကြီးရခိုင်ပြည်ကိုဧကမောရှပြန်ရလာနိုင်ပါတယ်တော်လန်ရဲအစငဲခေါငါဆိုရစကားပိုင်အလုံးငဲနေခဲ့တဲ့အချိန်မှာအပိုင်တော်လန်ရဲမျိုးဖိုက်လာစောကဘာသမိုင်းမှာမဲတက်တောင်ထားကားစောတိကိုဖယ်ရပါတယ်ရေကလေးအပိုင်တော်လန်ရဲအထမ်းရောက်အောင်မလို့ဖို့ကြောထောင်းနောက်ခံမဟာမိတ်နိုင်ငံတနိုင်ငံတော့လိုအပ်ပါတယ်ဒုတိယတစ်ခုကမိတ်ဆွန်ဂရိတ်ကားရီနိဗျူဟာလို့ပြောရပါဘူးမော်သီခိုက်ပရောင်တက်ဒီဗမာရာဇဝန်တော့အညီနာအဖဆိုင်ကောင်းဆောင်သန့်ရှင်သီလို့အလေးပရောင်ကာလမှာရှိုက်စီရှိုက်ပိုင်တတိုင်းပြည်လုံးလူထုံကရမှုဖိုက်လာကေရခိုင်ပြည်ကိုရခိုင်တိအသားချေထိမ့်မနာလွယ်လွယ်ရကင်ငါဖို့ပေါင်ဖိုက်ပါတယ်အပိုင်လုံးနိုင်ဖို့တော့လူရေ9000လောက်ဟိရီကိုပြောက်ဆိုင်တက်ကိုကရိုတောင်ဖွေးစစ်ထားဖို့လိုအပ်ပါတယ်ကိုပြောက်ဆိုင်တက်ဆိုစောအရစ်ကုံခါမလာနာကိုင်မနာဆိုင်တက်ရှာရှောင်းဖွေးနိုင်အောင်စိုက်ပညာကိုရှိုးဝါဆောင်ယူထားခရမောင်ဖိုက်ပါတယ်အပိုင်အထက်ကနေဗျူဟာနှစ်ခုစလုံးတော့ရခိုင်သားမှာအောင်တောက်တောက်ခိုင်မာရီနိုင်ငံရေးမျိုးဆက်တိုက်အုပ်စုတအုပ်စုရှိဖို့လိုအပ်ပါတယ်ဒီပိုင်နိုင်ငံရေးမျိုးဆက်တိုက်တဲ့ပေါ်လာဖို့လာဟိရခိုင်ရို့နိုင်ငံရေးရန်ကျင်းမှုကိုပြန်ပြောင်းရဖို့ပေါင်းဖိုက်ပါတယ်အမျိုးသားရေးခန်းစားရှာတစ်ခုတည်းတော့နိုင်ငံရေးလှုပ်ဆော်ထနိုင်ငံရေးစနစ်အတွေ့အခေါ်အယူဆနော်ကပအခေါင်းအကြောင်းပရောင်းလက်တီကိုစနိုက်တကြလေးလာပနာနိုင်ငံရေးတော်လှန်ရေးလောကထဲမှာဘဝဇမ်ရို့ဇောက်ချလောက်ဖို့ဆယ်မင်ရီရခိုင်နိုင်ငံရေးသမားတီလိုအပ်နေပါတယ်
နိုင်ငံရေးပါတီအဖွဲ့အစည်းတီကလည်းသာမန်သမရုကြအဖွဲ့ရှိတီအဆောင်ကနေစွမ်းရီပရိဝခိုင်မီရီ professional ပါတီအဖွဲ့အစည်းတီဖိုက်လာအောင်ပရူပရောင်လေးဖွဲ့စည်းလာခဲ့တာပါဘူးဗမာတိကနေရီရာသီပေါ်နိုင်ငံရေးဇက်ကိုဆမ်ရရီမရအရှင်ကုံထိုင်တဲ့နင်ခရထရေရှီအနာဂတ်ကိုမျှော်မှန်းပနာကိုအားကိုကိုရိုတိဆောက်ရဖို့အလေးပရောင်ကာလတစ်ခုကိုရောက်နေပါဗျာဗမာတိကပုံစံတကြမိုင်းတိုက်ထားလို့ပြားစင်နင်ကြရရီနိုင်ငံရေးဇရိုက်ပြတ်တိနော့တန်တရာလီနီခရုံကိုအဆုံးသက်ပနာနိုင်ငံရေးအခေါင်းကျောင်းတိုက်ကိုရခိုင်တိဖန်တိကြရဖို့အရှင်ရောက်ပါလက်ပြဲလို့ထောင်ပါရယ်အခုလာဟိအခရင်နိထအဆောင်ရရီနိုင်ငံရေးရန်ကျင်းမှုကိုတိဆောက်ကြရဖို့ဆိုကနိုင်ငံရေးမျိုးစားဖရိုက်ချော်ရီရခိုင်သားတိုင်းဤတာဝန်ဝဲတရပောင်ဖိုက်ပါရယ်ရခိုင်ရိုနိုင်ငံရေးရန်ကျင်းမှုကိုပရူပရောင်ပြောင်းလဲမှုလုပ်ဖို့ liberalism idea ကိုကြောင်းသုံးဆောင်ရလို့အခရင်ပြုချောင်ပါရယ်လူတူရှောင်းစီအခွန်ရီအရေရှောင်းဖွင့်ဖရူတိုတက်ခရုံကိုဇောင်းပိရီ liberal ယူဆကိုအကောင့်အောင်လုံးနိုင်ခါမရာရခိုင်ရိုနိုင်ငံရေးအခေါအကြောင်းပြောင်းလဲလာနိုင်ပါဖို့အင်းရမှာရှုံးထွေးမလားစီချောင်းစောက liberal democracy ဆိုနိုင်ငံရေးစနိုက် system private က liberalism က ideology ဖိုက်ပါတယ်liberal democracy စနိုက်ကိုသိခရလွယ်လက်တွေတိုက်ပြီးနိုင်ငံဟိမရာကြောင်းသုံးလို့ရနိုင်ကြလေ liberalism ကိုလူတဦးတယောက်ချမ်းစီဤမွေးရပါအခွန်ရီ individual right အတော့ကိုတုကိုရွှန်ပနာကိုစွန်းကိုစားဟိခရုံကိုလိုလာရီပုဂ္ဂိုလ်တိုင်းကကြောင်းသုံးနိုင်ပါတယ်အရေတော့နော်အရေရှောင်းပါအာနေနေရီရခိုင်ရို့တော့အရေရှောင်းအနေရှင်နော်အရေရှောင်းပြေဝရီနိုင်ငံရေးမျိုးစားတဲ့ရက်ကိုပရုစုပြုတ်ထောင်မွင်းထုတ်နိုင်ခါမရာရခိုင်ရို့လူပိသားတွေလွတ်လပ်တဲ့ဘဝကိုရယူပိုင်ဆိုင်နိုင်ဖို့နိုင်ငံရေးတိုက်ပွဲကိုဆောင်ရွက်ကြရဖို့ဖိုက်ပါတယ်နိုင်ပေါင်း25နှစ်လောက်ကိုအချိန်သတ်မဲ့ပနာနိုင်ငံရေးရန်ကျင်းမှုပရူပရောင်ပြောင်းလဲရနော်မျိုးစားတိုက်ပေါ်ထွက်လာရေးကိုအစီအစဉ်တကြအကောင့်ထေဖော်လာကေဗမာတိကြားရှိမှာရခိုင်တိတလာပနာရခိုင်ရိုအနာဂတ်ခရီးတိုက်ကိုလန့်လာနိုင်ဖို့ဆိုကအမန်ပွန်ဖရိုက်ပါဂရောင်းဆောင်းပါရှောင်းကိုခိုင်အောင်ကဆောင်းပါကိုဒီနေရာမှာအဆုံးသတ်ထားပါတယ်အခုတခါစားလပ်ပရိကေပုံမဲမောင်းဆောင်တီဆိုထားရင်သွေးစေခဲမင်းဆိုရင်တိခရုံကိုနောက်ဆုံးဖုံးလုံးပြလိုက်ပါရယ်လောတရှောင်းအဖရခိုင်ပေသူပေတာအလုံးကျဲမှာရှဲတာပရိကေရင်သူမျိုး၅ပါးပြီးရင်ကကောင်းဝေးနိုင်ခဲ့ပါစီ